ကဲဒါကတော့ဒါပင်လယ်စာတီးတန့်ဒါပင်လယ်စာအကုန်လုံးပေါ့နော်ထမင်းမပါဘူးပင်လယ်စာဟင်းပွဲတွေပဲမှာထားတဲ့ဒါအမှားလေးပါမှာဆိုရင်ဒါပကြီးငါချင်ဆက်ပါမယ်ပြီးတော့ဒီမှာဒါရေပွဲချင်ဆက်ပါမယ်ပြီးရင်ဒါကနန်းလုံးပေါင်းကတော့2ဦးပေါ့နော်ဒီမှာအိုးမကန်လို့ကနန်းလုံးပေါင်းကဒီမှာ2ဦးပါမယ်ပြီးရင်ဒါကတော့ဒါရေပွဲကအချိုလေးရေပွဲအချို2ဦးပါမယ်နောက်တစ်မျိုးကတော့ဒီဘက်ကဒါပဇွန်ကင်ပေါ့နော်ပဇွန်ကင်2ဦးပါမယ်ဗျာနော်ပဇွန်ကင်2ဦးပါမယ်ပြီးတော့ဒါဂုံးချင်ဆက်က2ဦးပါပါမယ်ဟင်းပွဲတီးတဲ့အမှားလေးပေါ့နော်ပြီးတော့ဒါဂုံးချင်ဆက်အောက်ကအိုးပေါ့နော်ဒီကောင်ကတော့ဒါပင်လယ်စာတုံရမ်းလေးပေါ့နော်ဒီငါးနဲ့ပကြီးငါးနဲ့2မျိုးလေးပါဒီမှာပကြီးငါးတွေအောက်မှာအများကြီးပဲရှိတယ်ဗျာနော်ငါးနဲ့ပကြီးငါးနဲ့2မျိုးလေးပါမယ်ဒါကတော့တရက်နေ့ညနေဒါကျွန်တော်ဒီညနေပို့ရမယ့်ဟော်တာလေးပေါ့နော်ဟင်းပွဲတွေပဲအကုန်လုံးတော့ဟင်းပွဲတွေပဲနော်ဒါထမင်းတွေပါမပါဘူးကဲချောင်းသာကန်းကြီးရောက်လို့ပင်လယ်စာအင်ချက်လက်ရကောင်းကောင်းလေးကိုကျွန်တော်ရှိမှာမှာကျင်နေဆိုရင်တော့ order တရက်ကြိုတင်ပေးပါဆက်သွယ်ရမယ့်ဖုန်းနံပါတ်နဲ့ဒီဟင်းပွဲမီနူတွေကိုကျွန်တော်ရဲ့ဒီဘိုင်ယုံမှာအကုန်တင်ပေးထားပါတယ်ဟင်းပွဲမီနူတွေဆိုရင်လည်း link တွေအကုန်ချပေးထားပါတယ်အဲ့ဒီမှာဝင်ရောက်ဆက်သွယ်ပြီးတော့ကျွန်တော်ကိုမှာယူနိုင်ပါပြီခင်ဗျာ